အားလုံးပဲမင်္ဂလာပါဒီနေ့တော့စိတ်သားဟင်းလေးကိုညီနံလုံးဝမထွက်အောင်ချက်ပြမှာပဲဖြစ်ပါတယ်ဗျာအရင်ဆုံးစိတ်သားကိုရှာလကာရီ9စွန်းလောက်ထည့်ပြီးတော့နှက်စောင်းနေပေးပါပြီးရင်တော့15မိနစ်ခန့်လောက်နှက်ထားပေးပါမယ်15မိနစ်ခန့်နှက်ထားပြီးနောက်မှာတော့တီချာလေးတန့်စင်အောင်ရေကို3တက်လောက်စီးပေးပါမယ်ဗျာစိတ်သားကိုရတာနေဖို့အတွက်ဂျင်းရီစားအင်ခမိုနနုံမိုပဲငပြာရီမဆလာတင်ရင်တို့နဲ့တေချာနှက်ဆက်အောင်နေပြီးတော့နှက်ထားပေးပါမယ်ဗျာနှက်ထားတဲ့စိတ်သားလည်းရပြီဆိုတော့စချက်ပါတော့မယ်စီပူလာဆိုရင်တော့ကလဝေးရွက်နဲ့တေချဖိုးကောက်ကိုထည့်ပြီးတော့စီတက်ပေးပါမယ်ဒီတော့ချစ်တုန်နီထည့်ပြီးတော့စီတက်ပါမယ်ချစ်တုန်ဖြူနဲ့ကျင်းနဲ့ထောင်းထားတာလေးကိုထည့်ပါမယ်ချစ်တုန်ဖြူနီရောင်လေးပြောင်းလာပြီဆိုရင်တော့နှလုံးမုံလေးထည့်ပြီးတော့မွေးပေးထားပါမယ်ခင်ဗျာပြီးရင်တော့အယောင်တင်မုံလေးထည့်ပြီးတော့မွေထားပေးပါမယ်စီတက်ထားတဲ့အနံလေးမွေးလာပြီဆိုရင်တော့စိတ်သားထည့်ပေးလို့ရပါပြီဗျာပထမဆုံးတစ်ခေါက်မှာတော့ရေကိုလုံးဝမထည့်ဘဲနဲ့အခုလိုမျိုးလုံးပြီးတော့မီးအားလေးလျှော့ပြီးတည်ထားပေးပါမယ်ဗျာစိတ်သားကိုနှိုးဤသွားသည့်အထိစီပြန်လာလိုက်ရေထည့်ပေးလိုက်လှုပ်လို့ရပါတယ်ဗျာခုနောက်ဆုံးမှာတော့နူးနူးအီအီလေးနဲ့အရသာရှိတဲ့ညီနံလုံးဝမထွက်တဲ့စိတ်သားချက်လေးရပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါအောင်ဗျာ